ဇိုကိုအသုံးချပြီးစော်ကြည့်အောင်လုပ်ခဲ့လို့မြန်မာပြည်ရဲ့အိဇိုအလတွေစွန့်ကြီးလောင်းတာခံခဲ့ရတဲ့ဝင်းခန့်မို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆလီထော်ကီကနေပြလေးကြိုဆိုလိုက်ပါတယ်ခေဘောလောကရဲ့ဘရင်လို့ခေဘောပါတွေချမ်းမာတာမကတာမန်လူတွေရဲ့တတ်မှတ်ခြင်းကိုပါအတိအလင်းရရှိထားပြီးတော့ဆယ်စုနှစ်တစ်ခုကြာတဲ့ထိတောင်အောင်မြင်မှုတွေကျဆင်းသွားခြင်းမရှိသေးတဲ့အိဇိုဖွဲကောင်အခုနောက်ပိုင်းမှာသူတို့ရဲ့ဖျော်ဖြေမှုတွေနဲ့တဖန်ပန်ပြီးတော့နာမည်ပိုရခဲ့ပြန်ပြီဖြစ်ပါတယ်ကမ္ဘာတစ်ဝန်းမှာခေဘောလောကကိုယဉ်နေမှုရှိအောင်ပြုလုပ်ခဲ့ကြတဲ့အဖွဲ့တွေကတခုဖြစ်ပြီးတော့ကဘာနဲ့ချီရဲ့ပရိသတ်ပေါင်းတန်းနဲ့ချီမကရှိတဲ့ယောက်ျားလေးအဆိုတော်အဖွဲ့ဖြစ်တယ်လို့မြန်မာပြည်မှာလည်းများစွာသောပရိသတ်တွေကိုပိုင်ဆိုင်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။အိဇိုဖွဲ့က2013ခုနှစ်မှာတဟုန်တိုးအောင်မြင်မှုတွေရလာခဲ့ပြီးတော့အဲ့ဒီအချိန်ကမိန်းကလေးအယောက်100မှာ69ယောက်ရဲ့အသေးဆွဲအိမ်မက်မင်းသားတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီအချိန်ကအကြောင်းသားဘဝကိုရောက်ရှိနေတဲ့အနုပညာရှင်အရန်ဖြစ်ခြင်းသူမင်းသမီးချိုပြုံးရဲ့မြေးဖြစ်တဲ့ဝင်းခန့်မိုးကအိဇိုကိုကြိုက်နေတဲ့သူအဖြစ်နဲ့ဟန်ဆောင်ပြီးတော့ကောင်မလေးတွေရဲ့အကြိုက်အတိုင်းနေခဲ့တယ်လို့ဆိုပါတယ်။နောက်တက်လာတဲ့မြန်မာအနုပညာရှင်တွေထဲမှာတသစ္စာလူငယ်အနုပညာရှင်တွေများစွာရှိပါတယ်။နောက်တစ်ချိန်မှာမြန်မာအနုပညာလောကကိုဦးဆောင်မဲ့အနုပညာရှင်လူငယ်တွေဖြစ်ကြပေမဲ့အခုချိန်ထိတော့ပရိသတ်တွေရဲ့စိတ်ထဲမှာလက်ခံထားတဲ့အနုပညာရှင်ဆိုတာမရှိသလောက်ကိုရှားသေးရပဲဖြစ်ပါတယ်။ဒီလိုမျိုးအသက်တက်လာတဲ့အနုပညာရှင်အမည်ခံလူငယ်တွေထဲမှာနောက်ခံအတိုင်းဝိုင်းကောင်းပြီးတော့ခန်းနာတဲ့အနုပညာမျိုးရိုးရှိတဲ့လူငယ်တွေလည်းများစွာပါဝင်ပါတယ်။အနုပညာမျိုးရိုးတွေကပင်သက်ဆိုင်လောက်တဲ့အထိကြီးကျယ်တဲ့လှုပ်ဆောင်ချက်တွေလုပ်နိုင်ခဲ့ကြပေမဲ့အခုချိန်ထိတော့မလောက်တဲ့အရေးချင်းနဲ့အနုပညာလောကမှာကျင်လည်တဲ့အနုပညာမျိုးဆက်တွေကတော့အတော်လေးရှားပါပါတယ်။ဒီအထဲမှာကဏ္ဍဝင်တရုတ်ဆောင်မင်းသမီးကြီးအကယ်ဒမီချိုပြုံးရဲ့မျိုးဆက်လည်းပါဝင်ပြီးတော့အဲ့ဒီသူကတော့ဝင်းခန့်မိုးပဲဖြစ်ပါတယ်။ဝင်းခန့်မိုးကအခုချိန်ပြောင်မြောက်တဲ့အနုပညာလှုပ်ရှားမှုတွေမှာတိတိပပပါဝင်ခြင်းမရှိဘူးတဲ့သူလည်းဖြစ်ပါတယ်။အဖွားဖြစ်သူရဲ့ဂုဏ်နဲ့ပါပြောင်နေခဲ့တဲ့သူကခေတ်သစ်အနုပညာရှင်တွေကြားထဲမှာတော့ဆယ်လီယောင်ယောင်ဖာယောင်ယောင်နဲ့ရောင်ဝါးဝါရှိနေခဲ့တဲ့သူပါ။အဖွားဖြစ်သူကြောင့်လူသိများယုံတဲ့အနုပညာလောကတွေကိုဝင်ခဲ့တဲ့သူကအခုတခါမှလည်းကျောင်းသားဘဝတော်ကစောကြည့်ခြင်းလို့အိဇိုဖွဲကိုကြိုက်နေတဲ့ချင်းဟန်ဆောင်ခဲ့ကြောင်းမီဒီယာတွေမှာအတန်းရှင်းရှာပြီးတော့ပြောခဲ့ရဖြစ်ပါတယ်။ကျောင်းသားဘဝတော်ကဆိုရလုံးနဲ့ရုပ်ရည်ကြောင့်ကြိုက်နေတဲ့သူမရှိခဲ့တဲ့အတွက်အိဇိုကိုအသုံးချခဲ့ရကြောင်းမျက်နှာပြောင်တိုက်စွာနဲ့ဝန်ခံခဲ့ရဖြစ်ပါတယ်။ရုပ်ရည်ချော်ပြီးတော့အလန်းစရာရှော်ဒီလေးတွေကအိဇိုကိုကြိုက်ကြတဲ့အတွက်သူတို့ရဲ့အာယုံဆိုင်မှုကိုရရှိဖို့အတွက်အိဇိုကိုကြိုက်ချင်အောင်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဝင်းခန့်မိုးကအခုချိန်မှာဆယ်လီစိုက်ပျိုးရေးမှာပါဝင်နေပြီးတော့လူသိခံနေရတာဖြစ်လို့ဘဝင်လေးဟက်သွားကအခုလိုဗယံပတာတွေပြောနေရဖြစ်တယ်လို့ပရိသတ်တွေကတော့ဆိုနေကြတာဖြစ်ပါတယ်။ဒါကြောင့်ဘဝပြန်သိအောင်အိဇိုရဲ့မြန်မာပရိသတ်တွေကစွန်ကြီးဝင်လောင်းနေကြတာဖြစ်ပါတယ်။ငယ်ဘဝမှာစောကြည့်စေဖို့အတွက်အိဇိုကြိုက်မှလူကြိုက်များနိုင်မယ်။ဝင်းခန့်မိုးရဲ့တနာဖို့ကောင်းတဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပြပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။